welcome to Borneo Rainforest အခုဒီရောက်နေရကတော့ကဘာပေါ်မှာတက်တန်းအရင်ဆုံးမိုးတစ်တော်ဖြစ်တဲ့ Borneo ကျွန်းမှာရှိတဲ့ Borneo မိုးတစ်တော်ပဲဖြစ်ပါတယ် Borneo ကျွန်းကြီးကကြတော့ကဘာပေါ်မှာတတိယအကြီးဆုံးကျွန်းဖြစ်ပြီးတော့သူ့ကိုနိုင်ငံ၃နိုင်ငံကနေပြီးတော့ခွဲပြီးတော့ပိုင်ဆိုင်ထားတာပေါ့နော်အခုဒီရောက်နေတဲ့အပိုင်းမလေးရှားဘက်အချမ်းရဲ့ပြီးတော့နောက်ထပ်ပိုင်ထားတဲ့နိုင်ငံကကြတော့အင်ဒိုနီးရှားရဲ့ဘရူနိုင်းဒါအိုစလန်ရဲ့ပဲဖြစ်ပါတယ်အခုဒီတို့ကကြတော့ဒီ Rainforest ထဲမှာ2ညအိတ်3ရက်ပေါ့နော်jungle trek လုပ်မယ်ပြီးတော့ river cruise နဲ့ရှောက်ပြီးတော့ဒီမြစ်တစ်လျှောက်ပေါ့နော်ကင်နာဘာတန်ကန်မြစ်တစ်လျှောက်မှာရှိရဲ့အကောင်လေးတွေသွားကြည့်ကြမယ်ပြီးတော့ night safari ပေါ့နော် night walk ရှောက်မယ်ဒီလိုမျိုးလေးလုပ်ဖို့ plan ထားပါတယ်မလေးရှားဘက်အချမ်းကတော့သူပြောတာတွေ့ရနိုင်တဲ့အကောင်လေးကစင်ကပောက်မှာအသေးဆုံးစင်ရှိရဲ့ Borneo စင်ရဲ့ပြီးတော့နောက်ထပ်ကျ Sandbear လို့ခေါ်တဲ့ကဘာပေါ်မှာအသေးဆုံးဝင်ပြီးတော့ဒီကဘာပေါ်မှာ2နေရာပဲတွေ့ရနိုင်တဲ့လူဝင်ရိုင်းနေရှိမယ်နောက်ထပ်ကကြတော့ဒီနှာခေါင်းရှည်ရှည်နဲ့ပေါ့နော် proboscis monkey တွေတွေ့ရနိုင်တယ်လို့ပြောရပေါ့နော်အဲ့ဒါတွေကတော့အများတိုင်းတော့တွေ့သွားတဲ့လူတိုင်းတွေ့ရမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီလိုကန်ကောင်းရင်တော့တွေ့ရမှာပဲဖြစ်ပါတယ်အခုကတော့ဒီက river cruise သွားဖို့အတွက်အလုံးဟိုစောင့်ရပါ okay အလုံးတူတူလိုက်ခဲ့ပေးကြပါဦး Thank you. Wow, lodge go ရောက်ပါပြီ Lovely. ဒါတော့ဒီတော့2ညနေရမယ့်အခန်းပဲဖြစ်ပါတယ် Hello. ချိုးကန်အင်တာပါပြီးသားပေါ့နော် Something for tea break. I found the Borneo tiger. We're going for river safari. This is our captain here. His name is Marsali. Hello, And then I have my senior guide right in front of Clara. His name is Saad. Yeah. So now we're going downstream to search some wildlife. So hopefully we can see something special today. And we're elephant band to see elephants. Oh, hopefully. Nice. Saltwater crocodile. I'm counting that proboscis. Wow. What? နှာခေါင်းကြည့်ရင်မိမ15ယောက်လောက်တော့ရနိုင်တယ်။ကောင်းတော့မိမဘယ်နှစ်ယောက်ရှိလဲ Yes. Wow. Wow. Amazing Borneo. Yeah. Rhino hornbills. Oh my god, they are so big. For the biggest ones in the world. Something's better than So Oh my god, look at this nose. So big. Oh, look at the beautiful sunset in your left. Dinner time. Kuaro dinner စားပါတယ်။ dinner စားပြီးရင်တော့ night safari ရှောက်ရမှာပေါ့နော်။ night ရှောက်ရမှာနည်းနည်းတော့ကြောက်တယ်ဖားတွေရှိတော့တကယ်ဖားကြောက်တယ်။ night walk ရှောက်ဖို့အတွက်ရှူရင်းနေရတာ။ Morning ဒီနေ့ကတော့ day 2ပေါ့နော်ဒီနေ့တော့မနက်6နာရီအစောကြီးထားရတယ်ထားပြီးတော့ river cruise နောက်တစ်ခေါက်ထပ်လုပ်မှာဖြစ်ပါတယ် river cruise ကအားလုံးနေ့3ရက်မှာ3ခေါက်ပေါ့နော်ဒီနေ့2ခေါက်လုပ်ပါမယ်မနေ့ကတစ်ခေါက်နောက်ပြန်တော့ပါတော့အဲ့တော့ဘာကောင်လေးထပ်တွေ့ရမလဲဆိုတော့ကြည့်ကြမယ် Wow.
ဒီမှာအများဆုံးတွေ့ရတာတော့မြချောင်းတွေပေါ့နော်ကောင်းကြီးကြီးပဲစေပါလေးခမိုင်းကြီးမမွေးခြင်းတော့ကလေးလေးကလိမ်မော်ရအောင်ဒါကတော့ဒီနေ့ရဲ့ breakfast ပဲဖြစ်ပါတယ်ဒါကတော့မလေးရှားမုတ်တစ်မျိုးလုပ်တဲ့နည်းကိုသင်ပေးနေရပါအဲ့ဒီနောက်ထပ် river cruise ထပ်လုပ်မယ်2 နာရီပေါ့နော်ညနေပိုင်းအခုကကြောက်တီတို့ကဒီ river cruise ဆိုတော့ river side ကိုလာတဲ့အကောင်တွေပဲမြင်ရတာပေါ့နော်အဲဒါကြောင့်တိတ်ပြီးတော့ဘာမှထူးတော့မမြင်ရအောင်ဆုံးမှာတော့ရန်တွေ့ကျင်နေရဲ့ဒီမှာကဘာအသေးဆုံးဆင်းလေးတွေ့ရပြီပေါ့နော်ညာကြီးပဲဆင်းနေဦးမှာYeah, very small. Oh my god. စင်လေးတွေအကုန်လုံးမြစ်ကိုဖြတ်ကူးမှမလို့အသေးတို့လေးတွေနောက်ကိုပြန်ဆုပ်ပေးရပါတယ် Oh my god. Don't worry about the babies. Not often. ကိုကနောက်ထပ်တစ်ဖွဲထပ်ကူမှာပဲဖြစ်ပါတယ်ဒီတို့အပြန်လမ်းမှာတော့ orangutan လူဝင်ရိုင်းတွေကိုထပ်ပြီးတော့တွေ့ခဲ့ရပါတယ် Nice. Yeah. Okay, ဒီနေ့ကတော့ပြန်ပါပြီ။ဒီတော့ဒီမလေးရှားပေါ်ဒီမှာပေါ့နော်။ဒီတွေးခြင်းနဲ့အကောင်လေးအကောင်လုံးတွေ့ရတယ်လို့ပြောရမယ်။စမ်းပဲရတော့တွေးဖို့မဖြစ်နိုင်တဲ့လောက်ပဲဆိုတော့သူကတော့မေ့လိုက်တော့ပေါ့နော်။အကြနဲ့သူတို့ဒီကင်နာဘာတန်ကန်ဖမရှိရဲ့ big pie လို့ခေါ်ရပေါ့နော်တကယ်ရေးကြီးရဲ့9ကောင်လုံးကိုတွေ့ခဲ့ရတယ်။ဘာလဲဆိုတော့ rhinoceros hornbill ရဲ့ crocodile ရဲ့ pygmy elephant ရဲ့နောက်တစ်ခုကကြတော့ orangutan ရဲ့ညောက်ရဲ့ပေါ့နော်ဟိုက proposit monkey ရဲ့9မျိုးလုံးပေါ့နော်သူတို့ရဲ့ big pie လို့ခေါ်တဲ့9မျိုးလုံးတွေ့ခဲ့ရတဲ့အတွက်အရန်ပြော့တယ်ပြီးတော့အရန်လဲတိုင်နေလို့ခံစားရတယ်ပေါ့နော်တကယ်တော့မလေးရှားဘက်ကလည်းနည်းတော့စေးကြီးရပေါ့စေးကြီးရဆိုဒီတို့အခု2ညရေ3ရက်ခီးဆိုလို့ရှိရင်ဒေါ်လာ200နီးပါးကုန်နေပေါ့နော်150 180 180အဲ့လောက်ပုံဝင်ချင်းပေးရတယ်ဒါပေမဲ့သူတို့food meal ပါတယ်ပေါ့နော် breakfast lunch dinner ပါတယ်ကျန်တာဒီ river cruise တို့ပါတော့အကုန်လုံးပါတယ်ဆိုတော့တန်တယ်လို့ပြောရမှာပေါ့နော်အခုရမ်းကြိုက်တဲ့ဘော်နီကိုတော့နောက်တစ်ခေါက်အင်ဒိုနီးရှားဘက်ကနေပြီးတော့ပြန်လာပြီးတော့ထပ်ပြီးတော့river cruise ထပ်လုပ်မယ်ပေါ့နော်အဲ့လိုတွေးထားတယ်အခုကတော့ဒီလိုကေကိုပြန်มาဖြစ်ပါတယ်ကားစီပြီးတော့ကေကိုပြန်ပြီးရင်တော့ဒီနောက်တစ်နိုင်ငံခုမှဖြစ်ပါတယ်အားလုံးပဲကြည့်ပေးကြတဲ့ကျေးဇူးတင်ပါတယ်နောက်တစ် vlog မှာပြန်တွေ့ကြမယ် bye bye